အားလုံးပဲမင်္ဂလာပါဒီနေ့ကျွန်တော်သင်္ဘောခွာပြီးတော့ခဏလောက်နာရတော့ပြီးလို့ရှိရင်ကျွန်တော်သင်္ဘောပြန်ကပ်မှာမဟုတ်လို့ဒီကောင်လည်းညောင်းနေဆိုလို့ခဏနှိပ်ပေးရင်လည်းကျွန်တော်လည်းဒီကောင်နှိပ်ပေးနေပါတယ်နှိပ်ပေးနဲ့စဉ်းစားမိရပြီးဟင်းချက်မယ်ပေါ့အားလည်းကျွန်တော်လည်းဒီကောင်ပြန်နှိပ်ပေးတာလေးကိုခံလိုက်ပါအောင်မယ်ခင်ဗျာကျွန်တော်အမှားပါချန်ကောင်းနဲ့စဉ်းစားနေနဲ့ချက်ကြီးစီကစက်သားတော့တောင်းလိုက်ပါပြီးတော့ဒါကတော့အရွက်လေးလီးထားတာပါလီးထားပြီးတော့ဒါကတော့စက်သားလေးတုံးလာတာစားစနစ်နေတာပါတယ်ဒါကတော့ချက်လို့ရှိရင်ထဲမဲ့ပစ္စည်းပါတေကိုမီးပူပေးလိုက်ပါတယ်စီထည့်ထားပါတယ်စီပူပေးပါတယ်စက်သားကိုကြော်လိုက်ပါတယ်စက်သားကိုကြော်ပြီးတော့အရွက်လေးတွေပါထပ်ကြော်လိုက်ပါတယ်ရွက်ကြော်ပြီးတော့ကျွန်တော်ကြောက်လေးကြော်ပါတယ်ကြောက်လေးကြော်ပြီးတော့ကျွန်တော်စက်တုံဖြူချင်းစီတက်ပါတယ်စက်တုံဖြူချင်းစီတက်ပြီးတော့ကျွန်တော်ချက်ကြီးစီကအစုပ်လေးကြော်ရလေးထည့်ပါတယ်မွေပါတယ်ပြီးတော့မနက်ကကျန်တဲ့ငါးနဲ့ထည့်ပြီးတော့မွေပါတယ်ပြီးတော့စက်သားကြီးကြော်ရလေးထည့်ပါတယ်အရွက်ကြော်ရလေးတွေထည့်ပါတယ်ပြီးတော့ကျွန်တော်We go to a party မွေပြီးတော့ခဏနေတော့ကျွန်တော်စား And everyone turns to see ဒါကတော့ကျွန်တော်ကြာညွတ်ထဲတာပါ This beautiful lady ပြီးတော့ခယူစီလည်းကျွန်တော်ထပ်ထဲပါ Who's walking around with me ခယူစီထဲပြီးတော့ကျွန်တော် And then she asks me ထပ်ပြီးမွေပါတယ် Do you feel alright အရန်ကောင်းတယ် And I say yes I feel